လူတွေကရဲ့ကြပါစေအရှုံးမပေးနဲ့တငယ်ချင်းရေဒါနဲ့တွဲမနဲ့ပြန်လေဘယ်လိုလဲကြစမ်းပါစေအရှုံးမပေးနဲ့တငယ်ချင်းရေဒါနဲ့တွဲမနဲ့ပြန်တွေ Hey လူတိုင်းဟာတဲ့ကွယ်ဘူးတဲ့တခါတလေလေးကြဘူးတဲ့ဒါတွေမဲ့တွေ့တဲ့ခါမို့ပါနဲ့တန်ရောစင်ကြည့်သွားနာလဲစေနေမသိအောင်ဆောင်နေတဲ့လူတချို့ရှိတယ်လူတိုင်းဟာရှုံးနေဘူးတဲ့တခါတလေလေးကြဘူးတဲ့ဒါတွေမေးပြန်လိုက်ပါမလို့ပါနဲ့အမှန်တရားကိုတွေ့ရင်ဆွဲခေါ်ပြီးရင်ထဲမှာရှိတာပြောပြလိုက်ပါလူတိုင်းလူတိုင်းလူတယောက်စီတိုင်းမှာအတိတ်ပဲရှိတယ်ကိုယ်ချရရွေးချယ်ပြီးဘဝကိုအကောင်းဆုံးဖြစ်အောင်ကြိုးစားလိုက်ပါလူတိုင်းလူတိုင်းလူတယောက်စီတိုင်းမှာတရားတွေရှိတယ်ကိုယ်ချရကိုယ်ွယ်ပြီးဘဝကိုလက်ချတဲ့ခါပြန်ထားလို့ရပါတယ်ဒါတဲ့တွဲမနဲ့ပြန်ပဲနားလဲစေနေမသိအောင်ဆောင်နေတဲ့လူတချို့ရှိတယ်လူတိုင်းဟာရှောင်းနေဘူးတဲ့တခါတလေလဲကြဘူးတဲ့ဒါတွေမေးပြလိုက်ပါမငိုပါနဲ့အမှန်တရားကိုတွေ့ရင်ဆွဲခေါ်ပြီးရင်ထဲမှာရှိတာထုတ်ပြလိုက်ပါလူတိုင်းလူတိုင်းလူတယောက်စီတိုင်းမှာတိတ်ပဲရှိတယ်အကိုကြရရွေးချယ်ပြီးဘဝကိုအကောင်းဆုံးဖြစ်အောင်ကြိုးစားလိုက်ပါလူတိုင်းလူတိုင်းလူတယောက်စီတိုင်းမှာတရားတွေရှိတယ်ကိုကြရကိုယ်ွယ်ပြီးဘဝကိုလက်ချတဲ့ခါပြန်ထားလို့ရပါတယ်ဒါတဲ့တွဲမနဲ့ပြန်ပဲကြပါစေရှုံးမပေးနဲ့ကောင်းလေးရေလူတိုင်းလူတိုင်းလူတယောက်စီတိုင်းမှာတိတ်ပဲရှိတယ်အကိုကြရရွေးချယ်ပြီးဘဝကိုအကောင်းဆုံးဖြစ်အောင်ကြိုးစားလိုက်ပါလူတိုင်းလူတိုင်းလူတယောက်စီတိုင်းမှာတရားတွေရှိတယ်ကိုကြရကိုယ်ွယ်ပြီးဘဝကိုလက်ချတဲ့ခါပြန်ထားလို့ရတယ်လူတိုင်းလူတိုင်းလူတယောက်စီတိုင်းမှာအမှားတွေရှိတယ်ကိုကြရရွေးချယ်ပြီးဘဝကိုအကောင်းဆုံးဖြစ်အောင်လုပ်ပြလိုက်ပါလူတိုင်းလူတိုင်းလူတယောက်စီတိုင်းမှာတရားတွေရှိတယ်ကိုကြရကိုယ်ွယ်ပြီးဘဝကိုလက်ချတဲ့ခါပြန်ထားလို့ရပါတယ်ဒါတဲ့တွဲမနဲ့ပြန်ပဲလူတွေကရဲ့ကြောက်ပါစေအရှုံးမပေးနဲ့ကောင်းလေး